မင်္ဂလာပါဗျာဒီနေ့တော့ကြက်သားကိုရိုးချက်စားတာရိုးလာတာနဲ့ဓမ္မောက်ကြက်သားစတိုင်လေးချက်ကြည့်တာအရန်စားကောင်းလို့ချက်နီးလေးမျှဝေပေးလိုက်ပါတယ်ကြက်သွန်နီရဲ့ကြည်တလုံးကိုလှီးပြီးအရင်ကြော်ထားမယ်ဗျာကြက်သွန်နီကနွမ်းပြီးအယောင်ရဲလာရင်ခဏထားပါမယ်ကြက်တကောင်အတုံးကြီးကြီးလှီးထားတာကိုဇလုံးနဲ့ထည့်ပြီးကျင်းကြက်သွန်နီကိုငရုတ်တိမုတ်ထောင်းထားတာကိုထည့်ပါမယ်ဗျာခုနကကြော်ထားတဲ့ကြက်သွန်နီကိုလည်းထည့်ပြီးရင်ကလဝီရွက်တစ်ခေါက်ကြဘူးကိုထည့်ကလဝီရွက်တစ်ခေါက်ကြဘူးကအများကြီးထည့်ရမလို့ပါဘူးနော်နည်းနည်းပဲထည့်ပါမယ်ပြီးရင်တော့ဒီကဖြစ်တဲ့ဒိန်ကျင်ပလင်းကိုထမင်းစားစွန်းနှစ်စွန်းထည့်ပြီးတော့မှအရသာအတွက်စားအချုံမုံကိုမိမိစိတ်ကြိုက်ထည့်ပါမယ်နုံနေမုံလေးနင်းငယ်ကိုလည်းထည့်ပါမယ်နောက်ဆုံးမှာမဆလာလေးထည့်ပြီးနှံ့နေအောင်နေမယ်ဗျလက်ကတော့တန့်နေအောင်စေးထားပါတယ်နော်ကိုကသာစားမှမလို့လည်းမစွတ်တော့တာပါပြီးရင်တော့နိုင်ဝဲတနိုင်လောက်နှက်ထားမယ်ဗျစီပူလာတာနဲ့နွနွင်းမုတ်လေးအနှင်းငယ်ထည့်ပြီးခုနကနှက်ထားတဲ့ကြက်သားတွေကိုထည့်မှွေလိုက်မယ်ဗျ3 မိနစ်လောက်မှွေပြီးရင်တော့ဒီထည့်ပြီး45မိနစ်လောက်မီးအေးလေးနဲ့နှက်ထားပြီးရင်တော့ရတာရှိတဲ့ဓမ္မောက်ကြက်သားဟင်းတစ်ခွက်ရပါပြီဗျာထမင်းပူပူလေးနဲ့ကြက်သားလေးကိုထည့်ပြီးတော့မှအိမ်မှာကြော်ထားတဲ့ချင်မော်ကြော်လေးထည့်ပြီးစားလိုက်တာအရင်စားကောင်းပြီးအရင်အရသာရှိပါတယ်ဗျာ